မငါမရှိဘူးချင်းလေးလေးဆိုလိုက်ပါတယ်ညောကေကဘာလို့မလဲဆိုတော့အဲ့လိုမျိုးကေဒီနေ့ဒီနေ့မှတွေ့တယ်မဟုတ်ဘူးရှင်တော့လည်းတွေ့တယ်ပေါ့နော်အရှင်ကပတ်တူရကြီးရှမ်းနေပြီ sorry ပါတော်တပြကြီးဖြုတ်သွားလို့လေအဲ့ဒါလေးနားလေးပြပါရှင်းရှမ်းသွားလို့ရှိတင်လာတာနောက်ပြီးမှတော့အဲ့ဒါဒီနေ့ကေက YouTube မှာအရင်အပတ်တည်းတွေ့တယ်ပေါ့နော်အဲ့ဘောလုံးမဝဲနဲ့မဝဲဖြစ်တာလူမျိုးတော့ခွက်သေးကိုဘောလုံးထည့်နေပြီးရင်မှုတ်ပြီးချီလို့ရမှာကြည့်မယ်ဒီလိုမျိုးလေဘူးဆိုပြီးချီလို့ရမှာကြည့်မယ်ကေအဲ့ဒါကိုခက်က1 2 3 4 5 6 9 10ဒီဟာအပါဝင်ဆို9လုံးဒီသုံးပါပေါ့နော်တစ်လုံးစလုံးစီပဲသုံးတော့မဟုတ်ရင်9လက်တိုက်လဲနဲ့ခွေးဟိုမှာဆိုလို့ပါအဲ့ဆိုရင်ဖတ်ကြည့်မယ်လက်နဲ့မကင်စီလက်နဲ့မကင်ထိတ်မတယ်အဲ့ဆိုရင်ချီလို့ရမှာကြည့်မယ်နော်3 2 1ရတယ်ဒီရလေးတော့ရတယ်ရှင်နဲ့ခံကွက်ရှစ်လုံးကဘယ်လိုလဲမသိဘူးရတော့ရမကြည့်မရတယ်တော့ထိုးလို့မရဘူးအဲ့ဆိုရင် number 9ရတော့9ပါပြီအဲ့ဆိုရင် number 8ကိုသွားမယ်ဒီမှာ number 8ကဒီသေးသေးလေးရပါမလားဖိုက်မလဲ2 1သေးသေးလေးရမရအောင်ကျန်တော့ဒီမှာကိကိထင်းနာကျင်းလို့လားမသိဘူးမကြည့်လို့မသိဟုတ်တယ်မကြည့်လို့သူဒီအောက်ပိုင်းကလေတိတ်မကြည့်တော့ဒီအောက်ပိုင်းကြည့်လို့ရှိရင်ဒီကောင်ဆွဲနိုင်တယ်ကျွန်တော်ရတယ်ဒီအောက်ပိုင်းကြည့်ဒီကောင်လေးရပြီ okay number 9ကတော့ထမ်းတော့ထမ်းမပေးလိုက်ဘူးဆိုတော့ဒါကဒီမမှုတ်ရဲလို့ပေါ့နော်ကေမမှုတ်ရဲလို့ကေနဲ့ဆိုင်တယ်ပေါ့နော်အဲ့တော့သူ့မှုတ်လို့မရဘူးဆိုပြီးတော့မှတ်တရှော့လို့မရပါဘူးကေကမမှုတ်ရဲတာပေါ့နော်အဲ့တော့ my fault ဖြစ်တဲ့အတွက်ထမ်းတော့ထမ်းပေးပါဒါလည်းထမ်းအောင်လို့ထမ်းပါအဲ့ဆိုရင် number 8ကိုပေါ်မယ် number 8လေးရတော့မလေး coffee ခွက်လေးပေါ့နော် coffee အိမ်မှာဖန်ခွက်ဒီ coffee ခွက်တွေပဲရှိတာငချင်းကိုနှစ်ခါပဲရှိတာဒါလေးစမ်းကြည့်မယ်ဒါရပါပါတယ်ကိုကောင်းသေးလို့လုပ်ကြည့်လိုက်ဒီကောအကြည့်အောင်ဆိုရလေရတယ်ဒီကောကြည့်လို့ရတယ်သူ့ရဲ့ပုံစံကလေအဲ့လိုမျိုးမီးနဲ့တွေးလိုက်သလိုမျိုးတစ်သွားโอเคရထုတ်ပြရတော့မရဘူးပန်ကျေမှာဆိုလို့ဖြည်းဖြည်းလေးထုတ်ညတယ်ပါတန်နားရနော်လေလျှော့တယ်ထပ်ပြီးဒီကအဲ့ဒါအောက်ပိုင်းတိတ်မကြည့်သေးလို့တလက်ထားတော့ထားမယ်ဒါဆိုရင်အခုက number 9ရယ်8ရယ်7တော့ပြီးဆိုရင်6ကိုဆက်သွားမယ်ဒါကကြတော့ level 6ပေါ့နော် number 6လည်းရ level 6 level နဲ့ပဲသွားလိုက်မယ် level 6ကအောင်လုံးလုံးလားဆက်မယ် level 6ကိုလည်းဘလို့ခါမှော့ရင်လေဤထွက်တော့မယ်လိုက်မယ်လောက်ပဲပြန်မကြည့်မယ်ဟ
မချီနိုင်ဒါပေမဲ့ကေမမုတ်ရတာပေါ့နော်ဒီဟာနဲ့ဒီထားလေးပါထပ်ဝါမယ်ဆိုရင်တော့ချီနေပါလေအခုလည်းကေ first ဆိုတော့ဆရာတို့ပြင်မယ်အခုတစ်ခါကခွတ်တဲတဲလေးပဲပေါ့နော်ဒီလိုခွက်ကိုမှတော့ဇောင်းလည်းနဲ့တယ်ဒါပေမဲ့ space ကျင်းတာပေါ့နော် space ကျင်းဒီလိုကြည့်မယ်ဆလန်းလေးဆက်လိုက်ရအောင်ကေမှာထမင်းစားဖို့လုပ်တာပေါ့နော်လုပ်ပေးနေဒါလေးလုပ်မယ်ဒီတဲ့ဘူးကောင်းထည့်လို့3 2 1ကောင်းလေးချီနိုင်တယ်ဆွဲထုတ်လို့မရအောင်ဖြစ်နေစောင်းနေတော့မိုက်တယ်လေးပြေးပြေးရောမယ်ဒါဆိုရင်ထားပါဒါလေးထားတော့ထားပေးတယ်နောက်တစ်ခုကကေတို့ကဒီက coffee အတောက်များတယ်ပေါ့နော်ကေတို့မတောက်ဘူးကေအိမ်အေးလို့တော့မောင်လေးနဲ့တောက်တယ်ဒီမှာအဲ့ဒါတောက်လွှမ်းကြည့်လို့ Nas coffee ပေါ့နော် Nas coffee တောက်တာ Nas cafe ဆိုတာခေါ်လေးရတာပါအဲ့မှကြည့်မယ်မင်းနဲ့ပေါ့မတောက်တယ်ဒီလေးပုတ်နဲ့လေစပရက်တန်နေကြရနော်တောင်းမှမာတယ်ဘေးမှာချက်ငါးကြော်နေလို့ပါဟုတ်တယ်အတန်ပြောင်းလားမပြောင်းအတန်ပြောင်းလားမပြောင်းအဲ့ဆိုရင် level ပြောဖို့မေးသွားတယ် level ပြောဖို့မေးသွားတယ်လေတိခတ်လေးပါတောင်းမှမာတယ်နောက်ထပ်နှစ်ခွတ်တော်လာမယ်ကေတို့ဒီမှာ levelအခုကဘယ်နဲ့မလေးဘုန်းကြီးကကြက်လေးတောင်းပန်ပါတယ်ဒီမှာဒီအိမ်မှာဖန်ခွက်တွေများလို့ပါဒါကနော် level 1 2 3 4 5 that's level 6 level 7 level 8 oh. level 1 level 2 level 3 level 4 level 5 level 6 level 7 level 8 level 9 that level 7 level 7 level 7 search meခေါင်းကြကြီးတယ်စင်ပြေတယ်ဒါနဲ့ဒါမဲ့ခေကကြီးတဲ့ဟာတွေတော့တိမ်မကြိုက်ဘူးကြီးတဲ့ဟာတော့တိမ်မကြိုက်ဘူးအဲ့အတွက်ဒါတော့ထားတော့နိုင်ပဲမယ်ဟုတ်တာအချွေတောက်တဲ့ခွက်အဲ့ဟဲ့ပြီမယ်ဒါတော့ရှိပဲဘာလို့ဒီလိုဆိုတော့ရှိလို့ဒီမှာရပါမလားဟုတ်ရတယ်ရှားခွက်တွေထက်ကိုရတယ်ဒီပိုင်းတော့နော်โอเคညဝေးခါနောက်ဆုံးကကြတော့ဒီကငချင်းခွက်ပေါ့နော်ငချင်းခွက်လည်းလုပ်ချင်တယ်ဒီကတော့အရွယ်စားတော့ဒီပါပဲဒါပေမဲ့ဒီကောင်လေးကနည်းနည်းမဆိုးတလောက်လေရပါပါနော်ရှိရအဲ့ဆိုရင်လုပ်ကြည့်မယ်ကောင်းတယ်ဖြူတယ်ကြည့်မယ်3 2 1ကောင်းလိုက်ရတယ်ကောင်းလားထားလို့ထမ်းပေးမယ်ကောင်းလားထားလို့ထမ်းပေးမယ်အခုပေါ်တော့ဒီတိတ်မကြိုက်တာအဖြူအောင်ခွက်လေးပဲရှိအဖြူအောင်ခွက်အကြီးဖန်ခွက်လေးအဲ့ဒါတော့ထမ်းအားရနိုင်မပေးမယ်တိတ်မကြိုက်ဘူးအဲ့လိုမျိုးအရင်ကြီးရယ်အရင်လည်းမဟုတ်ရယ်ဒီနေ့တော့ကျွန်တော်ဘိုင်လုံးစီခြင်းတဲ့ဟာလေးကိုခုံမအောင်လေးမှာမမင်းတော့ပြီးခုံမဖြစ်ပြရပါတယ်ဒီနေ့တော့ဆိုတော့ဘိုင်ကေကခုံမကိုတနေ့တစ်ခါလောက်ချက်လို့ပါ